မင်္ဂလာဦးညမှာပဲအမှုဆောင်အရာရှိချုပ်ဟာတကယ်တော့လှပတဲ့အမျိုးသမီးနှစ်ယောက်ကိုသူ့နဲ့အတူတောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ဇနီးကိုစိတ်မချမ်းသာဖြစ်စေလိမ့်မယ်လို့သူ့ရဲ့တငယ်ချင်းကောင်းကသတိပေးခဲ့ပေမဲ့မမျှော်လင့်ပဲအမှုဆောင်အရာရှိချုပ်ကဂရုမစိုက်ခဲ့ပါဘူး။သူဟာသူ့ဇနီးရဲ့ရှေ့မှာတင်တခြားမျိုးသမီးတွေနဲ့တမင်တကာရင်းနှီးတယ်လို့မျိုးဟန်ဆောင်ပြခဲ့ပါသေးတယ်။ဇနီးဖြစ်သူကဒေါသတကြီးဖြစ်တော့မယ်လို့လူတိုင်းကထင်နေချိန်မှာပဲသူမဟာလှည့်ထွက်သွားပြီးသူမရဲ့ဝိုင်းကိုပြန်သွားခဲ့ကသူမရဲ့ရှေ့မှာကပြဖို့အတွက်အမျိုးသားမော်ဒယ်6ယောက်ကိုခေါ်လိုက်ပါတယ်။ဒါကိုမြင်တော့အမှုဆောင်အရာရှိချုပ်ကဒေါသထွက်သွားပေမဲ့သူ့ရဲ့ဒေါသကိုထိန်းချုပ်ပြီးသူ့မစီကိုအခန်းကတစ်ခုကမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကအဲ့ဒီကက်နဲ့အခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အမှုဆောင်အရာရှိချုပ်ဟာလှပတဲ့အမျိုးသမီး30ကျော်နဲ့အတူအထဲမှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။အမှုဆောင်အရာရှိချုပ်ကသူမကိုတမင်တကာရန်ဆက်နေတာဆိုတာကိုသူမချက်ချင်းသိလိုက်တာကြောင့်လှည့်ထွက်ပြီးချက်ချင်းပဲထွက်သွားခဲ့ပါတယ်။အမှုဆောင်အရာရှိချုပ်ကလှမ်းခေါ်နေတဲ့အချိန်မှာတော့သူမကသူတို့ကိုပျော်ပျော်ပါပါအချိန်ဖြုံးနိုင်ပါစေလို့ပဲဆုတောင်းပေးခဲ့ပါတယ်။အခန်းထဲမှာရှိတဲ့အမျိုးသမီးအားလုံးဟာအမှုဆောင်အရာရှိချုပ်ငှားထားတဲ့တရုတ်ဆောင်တွေဆိုတာကိုသူမမသိခဲ့ပါဘူး။သူ့ရဲ့တကယ်ရည်ရွယ်ချက်ကတော့သူမသူ့ကိုချစ်သလားဆိုတာကိုစမ်းသပ်ဖို့ပါ။တကယ်တော့သူတို့နှစ်ယောက်ဟာတက္ကသိုလ်တက်ကလေးကတယောက်ကိုတယောက်တိတ်တဆိတ်ချစ်နေခဲ့ကြတာဖြစ်ပေမဲ့မာနတွေကြောင့်ဘယ်သူကမှဝန်မခံခဲ့ကြပါဘူး။တနှစ်အကြာမှာအမျိုးသမီးရဲ့အမေပြင်းပြင်းထန်ထန်ဖျားနာတဲ့အခါမှာတော့အမျိုးသားရဲ့မိဘတွေကခွဲစိတ်မှုတစ်ခုလုံးအတွက်ကုန်ကျစရိတ်ကိုပေးခဲ့ပါတယ်။သူတို့ရဲ့ကမ်းလှမ်းချက်ကတော့အမျိုးသမီးကအမှုဆောင်အရာရှိချုပ်ကိုလက်ထပ်ဖို့ပါပဲ။ဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့ဘယ်သူကမှသူတို့ရဲ့ခံစားချက်တွေကိုဝန်မခံချင်ကြပါဘူး။သူတို့ဟာညတိုင်းအိတ်တဲ့အခါသူတို့ကြားမှာစောင့်တထဲနဲ့စီးချထားလေးရှိတာကြောင့်အမှုဆောင်အရာရှိချုပ်ကအမျိုးသမီးဟာသူ့ကိုအယမ်းမုန်းနေတယ်လို့မှားယွင်းစွာထင်မှတ်နေခဲ့ပါတယ်။သူမရဲ့အာယုံစိုက်မှုကိုရဖို့အတွက်သူဟာသူမရဲ့ရှေ့မှာတခြားမျိုးသမီးတွေနဲ့တမင်တကာရင်းနှီးပြခဲ့ပါတယ်။နှစ်ယောက်လုံးကအပြင်ပန်းမှာဂရုမစိုက်တယ်လို့ဟန်ဆောင်နေကြပေမဲ့တကယ်တော့သူတို့ရဲ့ရင်ထဲမှာလက်နက်ရှိုင်းရှိုင်းနာကျင်နေခဲ့ကြတာကိုသူတို့မသိခဲ့ကြပါဘူး။အဲ့ဒီညမှာပဲသူတို့အခန်းထဲကမီးတွေဟာရုတ်တရက်လင်းလာခဲ့ပါတယ်။ရိုမတ်တဆန်နဲ့ပတ်ဝန်းကျင်ကသူတို့ရဲ့ရင်ထဲကတွန်းအားတွေကိုထိန်းချုပ်ဖို့မဖြစ်နိုင်အောင်လှုံ့ဆော်လိုက်ပါတယ်။မြင်းမြမြန်ချီချင်းနေတဲ့အမှုဆောင်အရာရှိချုပ်ရဲ့အမေကသူတို့ရဲ့စွပ်ပြုတ်ထဲမှာအရက်တွေအများကြီးထည့်ထားခဲ့တာကြောင့်ပါ။ဒါဟာတယောက်ကိုတယောက်လက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့သူတို့နှစ်ယောက်ကိုမထိန်းချုပ်နိုင်ပဲနှီးဆက်သွားစေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲဖုန်းတစ်လုံးဝင်လာတာကြောင့်အမှုဆောင်အရာရှိချုပ်ဟာချက်ချင်းတတိပြန်ဝင်လာခဲ့ပါတယ်။ဖုန်းဖြေပြီးတဲ့နောက်သူဟာအိမ်ထဲကနေအလင်းအမြန်ထွက်သွားခဲ့ပါတယ်။ဇနီးဖြစ်သူကတော့သူ့ရဲ့အကျင့်တွေကိုကျင့်သားရနေပြီဖြစ်တယ်လို့သူကသူမတယောက်တည်းကိုပဲချစ်လိမ့်မယ်လို့လည်းမမျှော်လင့်ထားပါဘူး။ဒါပေမဲ့နောက်တနေ့မနက်မှာတော့အမှုဆောင်အရာရှိချုပ်ဟာတခြားမျိုးသမီးတယောက်နဲ့အိမ်နေတဲ့တပ်ပုံတွေကိုသူမလက်ခံရရှိခဲ့ပါတယ်။